AOD တိုင်းကြောင်ကုန်းမြို့နယ်ရဲ့ဂုံဆောင်ခဲ့တဲ့ရွက်ပုံသည်အစိုးရလူပညာရှင်လူငယ်တူဖြစ်တဲ့ကြောင်ကုန်းသားလေးမောင်ထက်ဖြိုဟုတ်ပါတယ်ကျောင်းကုန်းသားလေးကိုထပ်ပြူဟာတကယ်တော့ဝါသမားလေးလူငယ်တူဖြစ်ပြီးတော့မိသားစုကိုစိုက်ကယ်လေးတစ်စီးနဲ့ဂုံသိမ်းရောင်းရင်ဝါသနာပါရာတချင်းတွေကိုလေ့ကျင့်ပြီးအိမ်မက်နဲ့ဘွားကိုတပြိုင်နက်တည်ဆောက်ရင်အကောင့်ထဲပေါ်ကအောင်မြင်နေတဲ့အမှုပညာရှင်လူငယ်တူပဲဖြစ်ပါတယ်အစိုးရဖြစ်ကျင်တဲ့ဝါသနာကိုအခက်ခဲတွေကြားကဇွဲမလျှော့ပဲစူးစမ်းလာရမှာမြမတန်တင်တချင်းများစွာကိုကိုယ်တိုင်တည်ဆိုထုတ်ဝေနိုင်ခဲ့သူတူလည်းဖြစ်ပါတယ်အထူးသဖြင့်ကျောင်းကုန်းမျိုးစီပြန်လာပါတချင်းက TikTok ပေါ်မှာပြည်သက်တွေကြားအောင်မြင်ပေါင်းမြောက်သူအမှုပညာရှင်လူငယ်တူပဲဖြစ်ပါတယ်ဒီတချင်းကြောင့်ကျောင်းမျိုးနယ်တစ်မျိုးလုံးရဲ့ပြည်သက်တွေကသူ့ကိုပုံပုံသိများလာပြီးအလူပွဲတော်တွေမှာအားပေးဖိတ်ခေါ်ခံနေရတဲ့အစိုးရလူငယ်တူလေးဟာကျောင်းကုန်းသားလေးမောင်ထက်ဖြိုပါသူ့ရဲ့ဘဝကိုအခြေခံကနေရုန်းကန်လာတဲ့သူ့ရဲ့နောက်ွယ်မှာမြမတန်တဲ့နိုင်ငံကျော်တေးရသေးသူညောင်တော်ဦးသေးဝင်နဲ့ဆရာနေစဉ်ထက်တို့လိုလက်ဦးဆရာကြီးများရဲ့တင်ကြပန့်ဘိုးပေးမှုတွေပါရှိလို့နေပါတယ်အစိုးရဖြစ်ပေမဲ့ကိုလည်းမမေ့ဘူးနယ်လက်ကစိုက်ကယ်လေးတစ်စီးနဲ့အပြုံးချွတ်ချွတ်ဈေးနှုန်းချွတ်ချွတ်နဲ့ကုန်စိမ်းလိုက်ရောင်းနေတဲ့အစိုးရလေးထပ်ပြိုရဲ့အန်ဆောင်မှုကင်းပြီးဖြူစင်လာတဲ့ဘဝလေးပဲဖြစ်ပါတယ်ပြည်သက်တွေကလည်းသူ့ရဲ့တန်စင်တွေမကဟန်ဆောင်မှုကင်းတဲ့ရိုးသားကြိုးစားဘဝသမားလေးစံတဲ့စိတ်ဓာတ်လေးကိုချစ်ခင်အားပေးနေကြတာပါဟုတ်ပါတယ်ဒီလိုရွက်ပုံသီးလူငယ်လေးတယောက်ကဘဝကိုတန်စင်တွေနဲ့အတူပေါင်းဆက်ပြီးဝါသနာပါရာကိုဇွဲမလျှော့ပဲအမြဲမပြတ်လုပ်ရင်အောင်မြင်မှုကိုရရှိနိုင်တဲ့ဆိုတာကျောင်းကုန်းသားလေးအစိုးရထက်ပြိုဟာတက်တည်ပြလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Content Creator Vlogger တန်လေးပဲဖြစ်ပါတယ်ခင်ဗျာ